ကဲစန်းနေမှာအားလုံးပြောခဲ့ကြရလားဘာတွေများလုပ်ခဲ့လဲကျွန်တော်လည်းပြောပြကြအောင်ကျွန်တော်ပဲ activity အစားရဆုံးပြနေရတယ်အဲ့တော့သွားကြမယ်ဗျာ morning guys sunny vlog လေးကလည်းရိုးရှင်းလေးပါရဲ့မနေ့ကတိုင်းလေးပါပဲလို့ထင်ရတယ် weekend ဆိုတော့စောထားပြီးရေးသွားကူပါမယ် game မကြီးလို့ထကြွပြီးတော့လမ်းလေးလျှောက်လိုက်တာလည်းတော်တော်လမ်းဆန်းစီရရပဲဗျာကျွန်တော်နေပြီးတော့မှနေရောဆို sorry လမ်းမကြီးတွေပေါ်မှာထပြေးကြတယ်ရန်ကုန်မှာတော့တိတ်ပြေးလို့မကောင်းလို့ပါဗျာကဲဒါဆိုရင်တော့ထုံးစံတဲ့ချင်းလေးဖွင့်ပြီးတော့ကစီပါမယ်ကဲအခုတော့ကျွန်တော်မနက်စာပါမစားသေးတယ်ဒီမှာအကြကွေးနဲ့ကော်ပြက်နဲ့ဝယ်ခဲ့တယ်ဒီမကူးခင်လည်းနိုင်ဝဲတော့အချိန်ရသေးရမလို့ထိုင်စားမလို့ပါဗျာကင်းဆိုတော့မျက်နာတို့ဒီတိုင်းပဲကာနေရပဲမြေတန်းဟဲဟဲအဲ့တို့လိုက်လို့မမရှင်းုံလေးနဲ့မနက်စာစားပါမယ်ရောက်မှပဲကျွန်တော်ကော်ပီပူလေးတစ်ခွက်နဲ့စားခဲ့တယ်ဘာလို့လဲဆိုအကြကွေးတိတိုင်လည်းမစားနိုင်ဘူးပေါ့လေအဲ့လိုနဲ့ဘိုင်းမပြေးတပြေးလေးစားပြီးွားတဲ့အခါမှာတော့ရေသွားကူပါပြီဗျာတကယ်တော့အပေါ်မှာ15မိနစ်လောက်နားလိုက်ပြီးစားပြီးတော့လည်းတမ်းမကူရသေးဘူးကောအန်တော့ကောစောင်းတွေကလည်းတော်တော်ထူးဆန်းနေဘာမှဟိုမအေးတော့ကျွန်တော်ဒီမှာဆိုရေတနာကြီးကျော်တော့အကြာကြီးကူရတော့ဘာမှမဖြစ်ဘူးဟိုဘက်ဒီဘက်ကူးတူးလိမ့်ပြီးတော့ကျွန်တော်10ကောက်15ကောက်မြောက်တဲ့ချိန်မှာတော့ပြန်ခဲ့ပါပြီဗျာပြန်ပြီးဆိုထုံးစံတိုင်းရေကူးပြီးဆိုဘိုက်စားပြီဗျာအဲ့တော့ကျွန်တော်ဒီရုပ်တန်းပတ်သွားပြီးတော့ဒီမှာအခောက်ကင်သွားစားပါမယ်ဒါဒီဥတို့အနေနဲ့နဲ့ပူနေရဗျာဒါပေမဲ့လည်းတတရရရရှိပါတယ်အရင်ကယူနီမတက်ခင်ဆိုရင်ဒီဘက်ကိုအမြဲတမ်းရောက်ပြီးတဲ့ BC ကပြန်လာရင်ဒီဘက်ကိုပတ်ရတာအမေဒီရုပ်တန်းအားသာချက်ကတော့အစားတောက်တွေကတကယ်ကိုကောင်းတယ်ကဲဒီမှာအခောက်ကင်နဲ့ထမင်းနဲ့စားကြပါအောင်ဗျာဒီနေ့ကတော့ကျွန်တော်ထမင်းကိုပဲဦးစားပေးပြီးစားပြနေရမစိုးဘူးဗျာဒီပဲငပိရဲ့အချိုရည်လေးနဲ့တခြားလေးဆမ်းပြီးတော့လုပ်ပြီးတာစားလို့တော်တော်ကောင်းတယ်အဲ့နဲ့ထမင်းတစ်ပွဲနဲ့မလောက်လို့ဆိုရင်နောက်ထပ်လိုက်ပွဲပါယူခဲ့ရသေးတယ်ကဲ stress တွေများတွေကနေပြီးတော့ဖြေဖြောင်းမဲ့အားစေးလေးကဒီစားတာတစ်ခုပဲရှိရဲ့အဲ့တော့စားလိုက်ပါဦးမယ်ဗျာနောက်တစ် vlog မှာတွေ့ကြပါမယ်